အားလုံးပဲမင်္ဂလာပါရှင်။ဆက်မကိုစတိုရီမှာကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့1990ပြည့်နှစ်လူများ၏မိုးအေးညတညပဲခူးမြို့အထွက်ရန်ကုန်မန္တလေးလမ်းမပေါ်တွင်ဖြစ်ပျက်ခဲ့သောမနှင်းစီ၏ထိတ်လန့်ဖွယ်ရာဖြစ်အမှန်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။မူဖိုးဝဲရွာနေသောထိုညတွင်အငှားရင်မောင်းဦးဖုံးတယောက်ပဲခူးမြို့ထဲမှအထွက်လမ်းဘေးတနေရာတွင်တယောက်တည်းရက်နေသောအမျိုးသမီးတူဦးကိုတွေ့လိုက်ရသည်ညက12နာရီကျော်နေပြီဖြစ်သဖြင့်ဦးဖုံးကဒီလိုအချိန်မင်းကလေးတယောက်လည်းအန်ဒီရများလိုက်တာဟုတွေးကကားကိုထိုးရလိုက်သည်သမီးဘယ်သွားမလို့လဲအမျိုးသမီးကခေါင်းကိုအနေငယ်ငုံထားသည်သူမတွင်အသားဖြူဖြူစပင်အရှိကြီးနှင့်အနံ့သင်းပြန်သောနှင်းစီရနံတစ်ခုသူမထံမှထွက်ပေါ်နေသည်မစင်းဘက်ကိုလိုက်ပို့ပေးပါဦးလေကျမအိမ်ပြန်ခြင်းလို့ပါအတန်ကအေးဆက်လုံးလာတော့လဲဦးဖုံးကတော့ဘာမှမရိပ်မိပဲကားတကားဖွင့်ပြလိုက်ပြီအမျိုးသမီးကကားနောက်ခန်းတွင်ငြိမ်သက်စွာထိုင်နေသည်ဦးဖုံးကစကားစင်ပြောတော့လဲတူတူတိုးတောက်တာပြန်ဖြေသည်တမီးကဒီချိန်တယောက်သေးလားရှင်ကျမကအမြဲတမ်းတယောက်သေးပါပဲဦးလေးထိုစကားကြောင့်ဦးဖုံးကြောချောင်းသွားသလိုခံစားလိုက်ရသည်ကားမှန်နေကနေနောက်ခန်းကိုလှမ်းကြည့်တော့လဲမှောင်နေသဖြင့်သူမ၏မျက်နှာကိုတက်တက်ကိုပဲမမြင်ရသို့တော့သူမထံမှထွက်ပေါ်နေသောနှင်းစီရနံကတော့ကားတစ်စီးလုံးပြက်နှံ့လျက်ရှိသည်မစင်းတရားအနီးရောက်ခံဤတွင်နောက်ခန်းမှမျိုးသမီးကတူတူလေးပြောလိုက်သည်ဦးလေးကျမကောင်းကအရန်နာနေတယ်အော်ဟုတ်လားသမီးဆေးကန်းသွားအောင်မလားဟုဦးဖုံးကစိုးရင်တကြီးဖြင့်နောက်သို့လှည့်ကြည့်လိုက်သည်ထိုအခါဦးဖုံးမြင်နေရသောမြင်ကွင်းကြောင့်ဇမင်းများထောင်တက်သွားပြီးကားကိုဘရိတ်အုံမိတော့သည်နောက်ခန်းတွင်ထိုင်နေသောအမျိုးသမီးသည်ခေါင်းငုံထားသည်မဟုတ်သူမ၏ပြတ်တောက်နေသောဦးခေါင်းကြီးကိုသူမ၏လက်နှစ်ဖက်ဖြင့်ပေါင်းမော်တွေတင်ကကင်ထားခြင်းဖြစ်သည်ပြတ်တောက်နေသောလက်ဘေးမှသွေးများအစားအနက်ရောင်အရည်များစီးကျနေပြီးပေါင်ပေါ်ကဦးခေါင်းကြီးကဦးဖုံးကိုဆူဆိုင်ခါဦးလေးကျမကောင်ပြန်ဆက်ပေးပါဦးဟုတောင်းဆိုနေလေသည်ဦးဖုံးမှာအော်ရဲကကားပေါ်မှာပြေးစင်းတော့သည်မိုးရဲရေထဲတွင်အတော်ကြောင်ပြေးပြီးမှရဲကဲတစ်ခုကိုရောက်သွားကအကြောင်းစုံပြောပြခဲ့သည်နောက်တနေ့မနက်တွင်ရဲများနှင့်အတူကားစီသို့ပြန်လာသောအခါကားပေါ်တွင်မိသူမှမရှိတော့ပါသို့သောနောက်ခန်းတွင်အမျိုးသမီးဝစ်ဆင်လာသောအင်ဂျီမဟုတ်ယူဆရသည်ဖြူဖွေးသောနှင်းစီကွင်းဖက်လေးများပြန်ကျဲနေပြီးသူမပေးခဲ့သောကားကငွေဆက်ကူများမှာတည့်ရွက်ချောင်များသာဖြစ်နေပြီးတော့ထိတ်လန့်ပွဲရတွေ့ရှိခဲ့ရလေတော့သည်နောက်ပိုင်းတွင်စုံစမ်းကြည့်ရာထိုနေရာနီးတွင်လိုခဲ့သောလအနေငယ်ခန့်ကအမျိုးသမီးတဦးအသက်ခံခဲ့ရပြီးဦးခေါင်းကိုဖြတ်ခါဆွတ်ပစ်ခံခဲ့ရသည်ဟုဆိုကြသည်ထိုအမျိုးသမီးအမည်မှာမနှင်းစီဖြစ်ပြီးသူမ၏ဝိညာဉ်မှာယနေ့ထက်တွင်ကျွလွတ်ခြင်းမရှိဘဲညစ်နက်တကောင်ခရီးသည်အဖြစ်ကားသမားကို6လန့်နေစေဟုပဲခူးမြို့သားတို့ကယုံကြည်နေခဲ့ကြပါတော့သည်ထိုဖြစ်အမှန်၏နောက်ွယ်တွင်တရားစရာမနှင်းစီဇလန်းမှာအောက်ပါအတန်းဖြစ်ပါတော့သည်မနှင်းစီဟာပဲခူးမြို့ကအင်မတန်ချုံမောလှပတဲ့အမျိုးသမီးတူပါသူမမှာချစ်သူတယောက်ရှိပြီးအဲ့ဒီခေတ်ကအချိန်ကြီးရသူတို့နှစ်ဦးဟာခိုးရလိုက်ဖို့စီစဉ်ခဲ့ကြပါတယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူးသူမရဲ့ချစ်သူဟာစိတ်ဖောက်ပြန်ပြီးမနှင်းစီကိုတန်တရားဝင်ရာကနေရံပွဲတွေဖြစ်ပွားခဲ့ပါတယ်တညမှာတော့ဘိုးမြို့အပြင်ဘက်ကလူသူကင်းဝေးတဲ့လမ်းဘေးတနေရာမှာချစ်သူဖြစ်သူကစိတ်လိုက်မှန်ပါနဲ့မနှင်းစီကိုတက်ဖြတ်ခဲ့ပါတော့တယ်
တဲ့ယုံနေမကပဲအလောင်းကိုဖျောက်ဖျက်ဖို့အတွက်ဦးကောင်းကိုဖျက်တောက်ဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်ဒီဖြစ်ရဟာပဲခူးမြို့သားတွေအတွက်တော့ရင်နာစရာကြောက်စရာပါကောင်းခဲ့တဲ့သတင်းဆိုးကြီးဖြစ်ခဲ့ပါတယ်ကျွလွတ်ချင်းမရှိသောမနှင်းစီဝိညာဉ်ဟာအညိုအတေးနဲ့တည်ဆုံခဲ့ရလို့ကျွလွတ်ချင်းမရှိပဲသူမတက်ခံရတဲ့လမ်းမကြီးတစ်ချောင်းမှာပဲခြောက်လန့်နေခဲ့ပါရတယ်သူမရဲ့ခြောက်လန့်မှုတွေကတဖြည်းဖြည်းနဲ့နာမည်ကြီးလာပါတော့တယ်ပဲခူးမြို့သားတို့၏အယူအဆအီဇလန်တွေကြောင့်အဲ့ဒီခေတ်ကညဘက်ပဲခူးလမ်းမကြီးမှာကားမောင်းရမှာကိုပင်လူတိုင်းကကြောက်ရွံ့နေကြတယ်။နောက်ပိုင်းမှာတော့မနှင်းစီရဲ့မိသားစုဝင်တွေနဲ့စေတနာရှင်တွေကသူမအသက်ခံရတဲ့နေရာအနီးမှာအလှူဒန်းတွေလို့ညတန်းတွေပြုဝေခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူမရဲ့ခြောက်လန့်မှုတွေဟာတဖြည်းဖြည်းနေပါသွားခဲ့ပါတော့တယ်။မိတို့ပင်ဖြစ်စီကမှုတနာစရာကောင်းလာတော့မနှင်းစီဇလန်းကတော့ယခုအချိန်ထိပဲခူးမျိုး၏အကျော်ကြားဆုံးဖြစ်မှန်ဇလန်းတစ်ခုဖြစ်တာကျန်ရှိနေစေဖြစ်ပါတော့တယ်ရှင်ပရိသတ်များအားလုံးမင်္ဂလာညချမ်းဖြစ်ကြပါစေရှင်